ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျခုပြောမယ်အကြောင်းအရာလေးကတော့ကျွန်တော် game ဆော့လို့ရှိရင်ပတ်စံရမှာပဲဖြစ်ပါတယ်အဲ့ဒီကတော့ဘာကဲလဲဆိုကျွန်တော် mobile legend ပေါ့နော်သူအစီအစဉ်စနေပါပြီအဲ့ဒီမှာ TikTok ထဲမှာ noti တက်လာတယ်အဲ့ဒါက system noti ထဲမှာပေါ့နော်သူကဘာကိုပြောပြထားလဲဆိုတော့ new hero killing ခေါ်လာပေါ့နော်အဲ့ဒီမှာကသူအဲ့ရဲ့ hero အသစ်ပေါ်တဲ့အကြောင်းသူကစုငွေဘယ်လောက်တတ်မှတ်ထားလဲဆိုတော့ကျွန်တော်ဒီတစ်ချက်ဝင်လိုက်မှာပေါ့နော်ပထမစာချောင်းတစ်ချောင်းနှိပ်လိုက်မှာပေါ့အဲ့ဒီမှာပေါ့နော်အခုထွက်လာတဲ့ mobile legend ရဲ့ hero အသစ်လည်းဖြစ်တယ်ပေါ့နော်အဲ့ဒီ hero ထွက်လာတဲ့အတွက်ကြောင့်မို့သူကပြိုင်ပွဲလေးစီစဉ်ပေးထားတယ်ဟိုရှေ့တစ်ခေါက်မှလည်းပြီးသွားတယ်ပေါ့နော်ရှေ့တစ်ခေါက်မှလည်းကျွန်တော်တို့ပြိုင်ပွဲလေးလုပ်ပေးထားတယ်ပေါ့နော်အခုဒီတစ်ခေါက်မှလည်းဒီလိုပဲပေါ့သူစီစဉ်လေးရတော့အားလုံးသူ့ရဲ့ငွေကတော့တိန်း100နဲ့တိန်း100ကျော်ပေါ့တိန်း100နဲ့4,9500နဲ့စပြီးဖွင့်ထားပေးတယ်ပေါ့နော်အဲ့ဒီမှာနေ့စဉ်ယူလို့ရတယ်ပေါ့အဲ့ပတ်စံကိုကဘလောက်ရ level ဘလောက်ရပေါ့နော်အဓိကပွဲစဉ်ကိုဘလောက်ဘယ်နှပွဲစောနိုင်လဲနိုင်ပွဲအဓိကတော့နိုင်ပွဲပေါ့သူကရှုံးပွဲကိုမတတ်မှတ်ဘူးနိုင်ပွဲကိုပဲတတ်မှတ်တယ်အဲ့ဒီနိုင်ပွဲကိုတတ်မှတ်ပြီးတော့ကိုက level ဘလောက်ထဲမှာဝင်လဲဆိုတော့သူကပြထားပေးတယ်ပေါ့ဗျာနော်သူရဲ့စပြီးမှစဖွင့်တဲ့ဈေးကတော့တိန်း100နဲ့4,9500ဖြစ်ပါတယ်တော့1ရတဲ့သူကတော့9,500နဲ့6,000ဖြစ်ပြီးတော့2ကတော့2,100,000ဖြစ်ပါတယ်ဒီလိုပါတော့1မှာကျတော့9,500 6,000ဖြစ်ပြီးတော့2မှာကျတော့တော့2နဲ့3မှာဆိုရင်2 3ကိုlevel sorry နံပါတ်2နဲ့နံပါတ်3ရတဲ့လူကြလို့ရှိရင်တော့2နဲ့3ရတဲ့လူကြရင်2,100,000ကျပ်ကိုပမာငွေเนาะရမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဒီtop 4နဲ့level top 4နဲ့ top 10ဝင်တဲ့သူကြားပေါ့ top 4ကနေမှ top 10ထိဝင်တဲ့သူဆိုရင်3,400,000ထိကိုသူကစုချင်းမြမှာဖြစ်ပါတယ်အဲ့မှာ top နောက်ပြီးတော့သူတို့က7ကနေ20ကြားကို3,500,000ဖြစ်ပါတယ်21ကနေမှ top 21ကနေ50ကြားဝင်တဲ့လူဆိုရင်8,400,000ရမှာဖြစ်ပြီးတော့တော့51ကနေ100ထိဝင်တဲ့လူကိုကြားလို့ရှိရင်52,500အထိကိုချိမြမှာဖြစ်တယ်နောက်တစ်ခုကတော့101ကနေ150ရတဲ့လူတွေဆိုရင်3,1,500ဖြစ်ပြီးတော့151ကနေ200အထိကိုဝင်တဲ့လူဆိုလို့ရှိရင်1,500ကျပ်ကိုရရှိမှာဖြစ်ပါတယ်သူကဘယ်လိုပါဝင်ရမလဲဆိုတော့တကယ်လို့ကျွန်တော်တို့ game ဆော့ပြီးလို့ရှိရင်ကိုက recording လုပ်ထားတယ် live stream လုပ်ထားတယ်ဆိုပဲဖြစ်ဖြစ်အဲ့ဒီရဲ့ဒီမှာသူတို့ link ချပေးတဲ့ဟာရှိတယ်ခုန note တက်လာတဲ့ထဲမှာကျွန်တော်တို့ဒီမှာ post လို့ရှိတယ်အဲ့ဒီ post ကိုကျွန်တော်တို့ကဝင်နှိပ်ပြီးတော့တင်ပေးရမှာဖြစ်ပါတယ်ဥပမာဒီလိုမျိုးပေါ့နော် post ကိုနှိပ်ပြီးတော့ကျွန်တော်တို့recording လုပ်ထားတာဖြစ်ဖြစ် stream live stream လုပ်ထားတာဖြစ်ကိုဝင်ပြီးတော့သူတို့တတ်မှတ်ထားတဲ့သူတို့ရဲ့ hero တင်ချပေးတဲ့ဟာကိုယူပြီးတော့မှကျွန်တော်တို့ကတိုင်ပွဲဝင်ရမှာဖြစ်ပါတယ်အရင်ပွဲတုန်းကလည်းကျွန်တော်ကတိတ်မစော့ဖြစ်လိုက်ဘူးပေါ့နော်ပွဲပေါင်းလည်း10ပွဲကျော်လောက်ပဲဆိုတော့ကျွန်တော်ဟိုပါပဲရတယ်ဗျကျွန်တော်1000ကျော်လောက်ပဲရတယ်ဗျနော်အခုတော့ဒီမှာအခုတိုင်ပွဲစနေပြီပေါ့နော်သူ့ရဲ့အမောက်တွေဖြစ်တယ်သူ့အမောက်တွေပေါ့နော်စဖွင့်တဲ့စီးက3,100နဲ့4,9500နဲ့စပြီးတော့မြန်မာငွေချက်ကို hero အသစ်killing ဟာပွဲထွက်လာပါပြီဆိုပြီးပါစပြီး brand လို့ရပြီပေါ့နော်ဒီမှာ TikTok မှာပြိုင်ပွဲဝင်မဲ့သူတွေကဒီ post ကိုသူကsharing လုပ်ရမယ်ဒီ post ကို sharing လုပ်မှဒါလည်းဒီသူစုကြည့်ငွေတက်မှာဖြစ်တယ်အဲ့ထဲမှာ like ရ view ရ comment တွေအများဆုံးကိုမှနောက်ပြီးတော့ game ရဲ့ဒီသူရအားတာချက်ပေါ်မူတည်ပြီးတော့သူတို့တတ်မှတ်ပြီးသူတို့စီမင်းစည်းကမ်းရှိတယ်ပေါ့နော်သူတို့တတ်မှတ်ပြီးသူတို့ပေးတော့မှဖြစ်မယ်ကိုကအဲ့ထက်မှဝင်လားဆိုတာကတော့စူးစမ်းဖို့မူတည်တာပေါ့ဗျာနော်အဲ့လိုသွားလို့ရတယ်နော်နောက်တစ်ခုကအခုလက်ရှိသူတို့စဖွင့်လာတော့ရှေ့တစ်ခေါက်စီစဉ်မှာလဲကျွန်တော်ကတိတ်မစော့လိုက်ရတော့ပေါ့နော်10ပွဲလောက်ပဲဆိုဘယ်လောက်မှမရလိုက်ဘူးနော်အခုသူတို့စနေတဲ့လူတွေရဲ့စနေအခုလက်ရှိငွေအမောက်က3,90နဲ့3,90နဲ့9,99,2,6,255ပဲရှိတော့ပါတယ်ပေါ့နော်အဲ့ဒီငွေမောက်မကုန်မချင်းမှာကိုယ်ပြိုင်ပွဲဝင်နေပေးထားတဲ့တတ်မှတ်ထားတဲ့စီမင်းစင်ကန်နဲ့အညီကိုကျွန်တော်တို့သွားပြီးတော့ ဆော့ပေးပြန်ပြရမှာဖြစ်ပါတယ်အဲ့တော့
fighting မှာစူးစမ်းကြပါပေါ့နော်ဒါ mobile legend ဆော့တဲ့လူတိုင်းရဲ့ champ တစ်ခုဖြစ်တယ်ဒီထဲမှာကျွန်တော်ရှိုးမသိတဲ့အချက်တွေလည်းရှိသေးတယ်ပေါ့နော်တကယ်လို့တိတဲ့လူဆိုရင်တော့ကြော်သွားလိုက်ပေါ့နော်မတိတဲ့လူတွေmobile legend ဆော့ပြီးစုကျွေးငွေရယူမဲ့အစီအစဉ်လေးလည်းဖြစ်တယ်ပေါ့နော် new season မှာစပြီးတော့မြန်မာငွေကျပ်တွေခိန်းစော်ရင်ပတ်စံယူမဲ့ push ခုလည်းဖြစ်တယ်ပေါ့နော်ဒီထဲမှာတော့တို့အများကြီးပေါ့နော်ကျွန်တော်တော့လူရင်းတူရှိမှပြောထားလိုက်ပဲနော်ကျွန်တော်မသိသေးတဲ့အချက်လေးလည်းရှိမှပါကောင်းပါနိုင်တော့မားများပိုင်နေပေါ့နော်တမျိုးနားလည်ပြချပေါ့နော်အဲ့တော့ပြိုင်ပွဲ mobile legend ဆော့တဲ့လူအားလုံးစပြီးတော့ဒီ TikTok မှာဝင်ရောက်ရှင်ပြိုင်နိုင်ပြီဆိုတဲ့အကြောင်းလေးတို့ဒီမှာ note လေးတက်လာတယ်ပေါ့နော်ကဲအားလုံးကျေးဇူးတင်ပါတယ်နော်စုချီတွေမြန်တော့နောက်ဒီမှာ level တွေအများကြီးကိုရရှိကြပါစေပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်